ဒီနေ့ကျင်းပပြုလုပ်တဲ့အခမ်းအနားကတော့ရခိုင်ဝိုင်းရဲ့နိုင်ငံရေးကောင်းဆောင်ဦးလှစောကွယ်လွန်ခြင်းအောင်မြင်ပွဲအခမ်းအနားပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီပွဲလောက်ရတဲ့အကြောင်းရင်းကတော့ဗျာဒီပြီးခဲ့တဲ့ဒီ9ရက်နေ့ကကိုလန်သွားတဲ့ဦးလှစောကိုလန်ကြဆုံမှုပုံမှာဝန်နေအောင်မေ့ခြင်းပေါ့ဗျာတစ်ချက်ကတော့နောက်တစ်ခုကသူ့ဘဝဖြတ်သန်းမှုတစ်လျှောက်လုံးပေးဆက်ခဲ့တဲ့ဒီလူထုနဲ့လူဒန်းစားတန်းလူညီမျှရေးနဲ့အမျိုးသားတန်းလူညီမျှရေးဆိုတဲ့နိုင်ငံရေးလူလားချက်တွေအပေါ်မှာသူရိုးသားစွာတတိရှိစွာပြတ်သားစွာရက်တည်ခဲ့တဲ့လှုပ်ဆောင်ချက်တွေကိုကျွန်တော်တို့ဂုဏ်ပြုလူချင်းနဲ့ပါတယ်ပြီးတော့နောက်တစ်ခုကသူ့ရဲ့အခန်းကဏ္ဍကိုအခန်းကဏ္ဍရဲ့သူ့ရဲ့ဖြတ်သန်းမှုတွေကိုဖြတ်သန်းမှုတွေရဲ့ပြီးနောက်တစ်ခုကကျွန်တော်တို့ဒီရခိုင်ရခိုင်အမျိုးသားနိုင်ငံရေးလမ်းကြောင်းပေါ်မှာရှိတဲ့ပုံကိုယ်တွေထဲမှာဒီလိုပုံကိုယ်မျိုးတွေရှိတယ်ဆိုတာကိုလည်းသူ့ဂုဏ်ကိုလည်းကျွန်တော်တို့ကဖော်ထုတ်ချင်တာလည်းပါတယ်ပေါ့ရှင်ပြီးတော့သူ့ရဲ့ဖြတ်သန်းခဲ့တဲ့သမိုင်းပြရုပ်တွေကိုကျွန်တော်တို့ဖော်ထုတ်လို့ခြင်းပေါ့နော်ရခိုင်လူမျိုးတွေအတွက်ဆုံးရှုံးမှုတွေကဘယ်လိုရှိလဲဆိုတာကတော့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုတော့ဗျာဒီထက်တောင်ပိုပြီးတော့ဆုံးရှုံးမှုကြီးမားတယ်လို့တော့ကျွန်တော်တို့မြင်တယ်။ဘာဖြစ်လို့လဲဆိုတော့ဦးလှစောဒီလူဒန်းစားတိုက်ပွဲပေါ်မှာလေသူရက်တည်တယ်လို့အမျိုးသားတန်းတူရေးဆိုတဲ့အမျိုးသားရေးတိုက်ပွဲပေါ်မှာလေရက်တည်တဲ့ပုံကိုယ်တူဖြစ်တယ်ပေါ့ဗျာ။ပြီးတော့ဒီပုံကိုယ်ဒီရက်တည်တယ်လို့သူယုံကြည်တဲ့အကြောင်းအရာတွေပေါ်မှာရက်တည်ပြတ်သားစွာရက်တည်တယ်လို့အဲ့ဒီရက်တိချက်ပေါ်မှာလည်းသူပြတ်သားစွာလှုပ်ဆောင်ခဲ့တယ်တတိရှိစွာလှုပ်ဆောင်ခဲ့တယ်ပြီးတော့ကျွန်တော်တို့နောက်ထပ်အတူယူရမှာကတော့ရိုးသားဖြူစင်စွာပေါ့ဗျာအမေးဆက်မရှိအောင်ကိုသူရက်တည်ခဲ့တဲ့သူ့ရဲ့လုပ်ရက်တွေကကျွန်တော်တို့အတွက်အမတန်မှအဖို့ဦးလာစောဒီတက္ကသိုလ်ကျောင်းသားဘဝကိုစရောက်ခစားမှာပဲသူယုံကြည်ရာသူခံယူရဒီနိုင်ငံရေးအလုပ်တွေကိုသူစပြီးလှုပ်လာတယ်ပေါ့ဗျာအကြောင်းသားမြေအောက်လှုပ်ရှားမှုတွေကိုစပြီးလှုပ်လာတယ်သူကထောင်ကြတယ်အကြောင်းထုတ်ခံရတယ်အကြောင်းပြန်တတ်တယ်အကြောင်းထုတ်ခံရတယ်ထောင်ကြတယ်88အရေးခင်းဖြစ်တော့လဲသူကရခိုင်ပြည်တပိတ်ကော်မတီမှာတာဝန်ကြီးတစ်ခုကိုယူပြီးတော့လဲပါဝင်လှုပ်ဆောင်တယ်ပေါ့ဗျာရခိုင်ကိုပြန်ပြီးတော့ဒါမျိုးရက်တည်ပြီးသူတောက်လျှောက်လူထုကလိုအပ်လာပြီဆိုရင်သူဘက်ကညှင်းဆိုမှုမရှိဘဲနဲ့ပါဝင်လှုပ်ဆောင်တဲ့လူပုဂ္ဂိုလ်တအုပ်ပေါ့ပြီးတော့ဒီဖက်မှာဒီမိုကရေစီပြည်ပြန်ပြောင်းလဲခေတ်ရောက်ပြန်တော့လဲသူကလွတ်တော်ထဲမှာတိုက်ပွဲတွေဆင်နွှဲတယ်ပေါ့ဗျာဆိုတော့သူကခေတ်တိုင်းမှာလူထုလိုအချက်တွေလူထုလိုလားချက်တွေဖြစ်လာပြီးအာဏာရှင်စနစ်ကပို့ပြီးတော့ဖောင်းပေါ်လာပြီဆိုရင်သူဒီဟာကိုသူကကောင်းတဲ့ဝင်ဆောင်တယ်ပေါ့ဗျာဒါပေမဲ့အဲ့ဒီလက်နက်ကိုတော်လည်းရေးကိုသဘောတရားအရာထိန်းချောင်းပေးမဲ့ကေတာမရှိဘူးဆိုရင်အဲ့ဒီလက်နက်ကိုတော်လည်းရေးဟာလမ်းကြောင်းတင်ကောင်းသွားနိုင်ပါတယ်စစ်ကိုနိုင်ငံရေးကဥစည်းရမရောက်ဘဲနဲ့စီးရဲနောက်မှာပဲနိုင်ငံရေးကရောက်ရတဲ့အနေအထားမျိုးဖြစ်သွားနိုင်တယ်ဒါကတော့သူလုပ်ဖို့ကဆိုတော့အဲ့လိုသူရက်တီပြီးတော့ဒီနိုင်ငံရေး platform ပေါ်မှာအများကြီးရက်တီလှုပ်ဆောင်ခဲ့တယ်ဆိုပေမဲ့လည်းသူ့အကျိုးစီးပွားအတွက်သူအမေးဆက်ထင်စေမဲ့မယိုးမသားလောက်ရက်တွေမျိုးသူ့စီမှာကျွန်တော်တို့တွေ့ရှိခဲ့ရတာမရှိခဲ့ဘူးပေါ့ဗျာဆိုလိုချင်တာကဒီလိုရိုးသားတယ်တတိရှိတယ်ပြတ်သားတယ်ရန်သူနဲ့တွေ့တဲ့အခါမှာရန်သူနဲ့တွေ့တဲ့အခါမှာကြားရေးတကောင်လို့တိုက်ခိုက်ရေးတယ်တစ်ဖက်မှာလည်းသူကကျွန်တော်တို့လူငယ်တွေနဲ့ထိတွေ့တဲ့အခါမှာသူ့ရဲ့စာပေအမှုပညာအမှုတုခမတွေနဲ့ဖော်ဆောင်တဲ့လူပုဂ္ဂိုလ်တူဖြစ်တယ်ပေါ့ဗျာဆိုတော့အမတန်မှအဖို့ကြီးပါတယ်ကျွန်တော်တို့အတွက်ကျွန်တော်ရှေ့မှာပြောသလိုပဲဦးလှစောဒီဗမာပြည်ရဲ့လူဒန်းစားတိုက်ပွဲပေါ်မှာရက်တည်တဲ့ပုဂ္ဂိုလ်တူဖြစ်သလိုရခိုင်အမျိုးသားတွေရဲ့အမျိုးသားတန်းတူရေးဆိုတဲ့နိုင်ငံရေးလိုအပ်ချက်အပေါ်မှာလည်းရက်တည်တဲ့အဲ့တော့ဒီတရုတ်လာတဲ့စီမံကိန်းတွေဟာဘာမှကပ္ပကျိုးမင်္ဂလာကိုယူမလာဘူးကျွန်တော်တွေ့ရတယ်လွှတ်တော်ကိုပြုတဲ့ဖွဲ့စည်းပုံပြင်ဆင်လုပ်ငန်းကတော့ပြီးဆုံးသွားပြီလွှတ်တော်နိုင်ငံရေးပေါ့လေဖွဲ့စည်းပုံကိုပြုတဲ့လွှတ်တော်နိုင်ငံကတော့ဒီကုန်းရှုပ်သွားပြီ9နှစ်တွင်ပေါ့ဗျာနော်ဒါပဲအဲ့တော့မအောင်မြင်ဘူးအဲ့တော့မအောင်မြင်တာကိုငါတို့မြတ်တယ်ဆိုပြီးတော့ကြိုက်တဲ့အင်္ဂါကပေါ့နော်ဘယ်သူအချင်းရှုံးတယ်ဆိုတော့ရသက်ခံလဲခံပေါ့နော်လက်တွေမှာတော့မအောင်မြင်ဘူးဒါပဲ